ဒီစိုက်ခင်းရောဒါကျွန်တော်စတော်ဘယ်ရီစိုက်ခင်းပေါ့နော်ဒါကျွန်တော်တို့စော်ဖွားဆေးလည်းဖြန့်တယ်ပြီးတော့သူ့ရဲ့တက်ဆိုင်ရာဒီမိုတာဆေးပါညာလည်းဖြန့်တယ်ပေါ့နော်ဒီစိုက်ခင်းမှာဆိုလို့ရှိရင်ဒါလုံးဝကိုဒီကျွန်တော်တို့မိုးရွာတွေကိုအခုဆိုရင်ဒါမိုးရွာနေပေါ့နော်မိုးရွာနေအနေထားတစ်ခုမှဆောင်ပါဒီမှာဒါဆိုရင်ဒါပြန်ပေါ်ထားတဲ့ view ပေါ့နော်အဲ့ view တော်မှာဒီပင်မနဲ့ view ပင်နေဒါခွဲမရလောက်တော်တော်တန်ဆွမ်းနေအောင်တွေ့ရတယ်ပေါ့နော်ဒီပင်လည်းမဟုတ်ပေါ့နော်ကျွန်တော်ဟိုထိပ်ထိပင်ရဲ့ကျမ်းမာနေမှုတန်ဆွမ်းနေမှုပင်တွေကအပြင်ညီရမှုပေါ့နော်ဒီစတော်ဘယ်ရီစိုက်ခင်းရောဒါနည်းနည်းလေးတော့စောတယ်ပေါ့ဒါကျွန်တော်တို့ပုံမှန်ဆို7လပိုင်းလောက်ရွှေ့ဆိုင်မဲ့ဥစ္စာကိုဒါကျွန်တော်တို့9လပိုင်းလောက်ဆိုရင်ဒါဆက်လို့ရရင်အနေထားဖြစ်ပြီပေါ့နော်ဝက်ချန်ခန်းချင်းမှာလည်းဒါဆိုဖာဆေးကိုအမြဲတမ်း3နဲ့စိုက်ခင်းရဲ့ဒါကျွန်တော်တို့လက်တွေ့မှတ်တမ်းဖြစ်ပါတယ်